အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျယ်စဉ်ပြောပြပေးမှာကတော့မျှော့ပါတဲ့အမျိုးသမီးတွေအကြောင်းအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်မျှော့ဆိုတာပါလဲမျှော့ပါတဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မျိုးအစားအသားရောင်အမွှေးမြင်စတာတွေကဘယ်လိုမျိုးလဲမျှော့ပါတဲ့အမျိုးသမီးတွေကတအားထန်တက်သလားအဲ့လိုမျှော့ပါတဲ့အမျိုးသမီးကိုပြီးအောင်ဘလို့ထိထိမိမိလုပ်ပေးရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုကျမ်းမာရေးဘက်ကနေမျှဝေပေးသွားမှာဖြစ်ပါတယ်နော်မျောကမွေးရပါအမျိုးသမီးအင်္ဂါအားကောင်းတဲ့သူတွေမှာပါတတ်ပါတယ်။မျောဆိုတာအရန်တန်မာတဲ့ကြွက်သားတွေပါပဲ။အမြဲတမ်းမျောကဆွဲမထားပါဘူး။စိတ်အရန်ကြော်လာမှသာပေါ်ပါတယ်နော်။အဲ့အချိန်ကျရင်တန်မာတဲ့အမျိုးသမီးအင်္ဂါကြွက်သားတွေကအမျိုးသားအတန်ကိုညှစ်ထားတာပါနော်။တချို့ကပြောတယ်မျောပါတဲ့မိန်းကလေးတွေကသူတို့မပြီးရင်ဆွဲထုတ်လို့မရဘူးလို့ဆိုပါတယ်။တကယ်ကဆွဲထုတ်လို့တော့ရပါတယ်။အဲ့လောက်ကြီးလဲမဟုတ်ပါဘူးရှင်မျောကတော်များများပါကြပါတယ်သတိမထားကြလို့ပါအရန်တမာတာနဲ့မတမာတာနဲ့ပဲကွာပါတယ်ကိုချစ်သူမျှော့ပါတာမပါတာသိဖို့သူမကိုနှူးနှက်ပြီးမှအတူနေပါသူမစိတ်တွေထားကြလာအောင်လုပ်ပါမင်းကလေးဘက်ကလည်းရှက်ကြောက်နေလို့မရပါဘူးကာမခံစားတဲ့နေရာမှာကိုချစ်သူနဲ့ကိုပွင့်ပွင့်လင်းလင်းစိတ်ကိုခံစားကြည့်ပါအားကောင်းတဲ့မျောနဲ့အားမကောင်းတဲ့မျောပဲကွာပါတယ်မျောအရန်အားကောင်းတဲ့မျိုးသမီးတွေကမျောအားနေတဲ့အမျိုးသမီးတွေလို့အမျိုးသမီးအင်္ဂါချင်းနဲ့ဆေးတွေသုံးစရာမလိုပါဘူးဘလောက်ပဲနေပါနှိပ်ရက်လောက်အတူမနေဖြစ်တာနဲ့ပြန်ကျင်းသွားပါတယ်ပါကင်လေးအတိုင်းပါပဲနော်တရက်မှမပြတ်ပဲနေလေသူတို့ရာသီလာပြီးတာနဲ့ပြန်ကျင်းသွားပါတယ်ရာသီလာပြီးမှကျင်းတာကအခြားရက်တွေကျင်းတာနဲ့မတူဘူးအရန်နူးညံ့အီးဆက်ပြီးကျင်းကျက်နေတာပဲဖြစ်ပါတယ်နော်မျောရှိသူမိန်းကလေးတွေကလက်ဖြံတို့ခြေသလုံးတို့ကြောပြင်တို့ကငွေးတွေဟာတာမန်မိန်းကလေးတွေထက်တိတိတသားရှည်လျားတန်ဆွမ်းနေတတ်ပါတယ်။တချို့မျော့ပါတဲ့မိန်းကလေးတွေမှာနှုတ်ခမ်းမွေးရေးလေးပါတတ်ပါတယ်။အဲ့လိုမိန်းကလေးတွေကကိုရနဲ့ချိုင်းလက်ပတ်နံနဲ့ချွေးနံလဲတာမန်မိန်းကလေးတွေထက်ပိုပြင်းတတ်ကြပါတယ်။အသားညိုတာပိုများတယ်ဖြူရင်ရွှဲတယ်ညိုရင်စေးတယ်ဆိုတဲ့စကပုံတောင်ရှိသေးတယ်နော်။သူတို့အသားကပျော့ပြဲမနေဘူးတေးနေတယ်တွက်လက်တက်ကြွတယ်မျက်လုံးလှတယ်တနာကြီးတယ်တင်တွေရင်တွေကြီးတယ်လုံးကြီးပေါက်လာများတယ်အကိတ်ကြီးတွေပူများတာပေါ့ပိန်ပေမဲ့တနာကြီးပြီးဘလောက်လုံးအပြုံးမပြတ်ပဲကြိတ်ခံတတ်တဲ့ငရဲကိုလုံးနဲ့ဒီငရင်းမလေးတွေလည်းရှိတတ်တယ်ဆက်ဆံတဲ့အခါမှာသူတို့မိမကိုကစီးစည်းပိုင်ပိုင်ဖြစ်နေလို့ဆက်ဆံရတာကောင်းပါတယ်ယောက်ျားလေးကတုတ်ကိုကြာမထိန်နိုင်ပါဘူးသူကအရင်ပြီးလို့ကိုကနောက်မှပြီးမှကောင်းပါတယ်နော်မျော့ပါတဲ့မိန်းကလေးတွေကကြားဟော်မုန်းများပြီးတနှာလဲပိုကြီးတက်လို့အတူလိန်ဆက်ဆံတဲ့အခါအောက်ကနေရတာအားမရပါဘူးသူမတို့စိတ်ပါလာတဲ့အခါအပေါ်ကနေတက်ဆောင်ပေးရမှခြေနဲ့အားရကြပါတယ်သူမတို့ပြီးခါနီးလေးပေါ့ပေးဆောင်ပေးညှစ်ပေးညှက်ပေးတာပိုပြင်းထန်ပိုကြမ်းတမ်းလာလေပဲအကယ်လို့များသူမပြီးခင်ကိုကပြီးရင်တော့ကိုကစိတ်လျှော့တဲ့အချိန်သူကပြီးတော့ကိုတန်စာကိုအတင်းညစ်လိုက်ညက်လိုက်လုပ်ပြီးတော့ယောက်ျားလေးတန်စာကနာတယ်သူကညစ်အားတန်တော့ကြာရင်တုတ်တက်ခမ်းပြီးကြားတန်စာလုံးပတ်ပါငကိုရှိရင်ဆွဲအရွယ်ထက်ပိုသေးသွားတတ်တယ်နော်မျောရှိတဲ့မိန်းမနဲ့တစ်ချိန်အိတ်တာတာမန်မိန်းမနဲ့၃ခါအိတ်တလောက်အားအင်ကုန်ပါတယ်အစပိုင်းမှာမတိတာပေမဲ့နှစ်ကြာလာရင်တိတာပါတယ်အမှန်တော့မျောရှိသူမိန်းမကတနာကြီးရဲ့ယောက်ျားမျိုးနဲ့မှားတော်ယုံကြမှာပါတာမန်ယောက်ျားနဲ့ကရေရှည်အစင်မပြေပါယောက်ျားကသူမတို့အလိုရှိတိုင်းလုံးမပေးနိုင်တဲ့အခါလုပ်ပေးနိုင်တဲ့ယောက်ျားကိုထက်ရှာတတ်ကြပါတယ်လင်ကြီးမသိအောင်တိတ်ပုံလင်ငယ်ထားတတ်ကြပါတယ်ဒီလောက်ဆိုတော်တော်တိလောက်ပြီးထင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်နော်အရန်ချစ်ပါတယ်ရှင်